အားလုံးပဲမင်္ဂလာပါရှင် Blossom English ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့မိမိတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုဖော်ပြတဲ့အခါမှာအသုံးဝင်စေမယ့်အင်္ဂလိပ်စကားစုအချို့ကိုဝေမျှပေးချင်ပါတယ်။ကဲဒါဆိုရင်စလိုက်ကြရအောင်။ပထမဆုံးစကားလုံးလေးကတော့ wake up အိပ်ယာနိုးတယ်။ get up အိပ်ယာထားတယ်။ make the bed အိပ်ယာသိမ်းတယ်။ brush my teeth သွားတိုက်တယ် wash my face မျက်နှာသစ်တယ် take a shower or take a bath ရေချိုးတယ်ဒီနေရာမှာတိတိကျကျပြောရမယ်ဆိုရင်တော့ရေပန်းနဲ့ရေချိုးရင် take a shower လို့သုံးနိုင်ပြီး bathtub ထဲမှာချိုးတာမျိုးရေခွက်နဲ့ခတ်ချိုးတာမျိုးဆိုရင်တော့ take a bath လို့သုံးနိုင်ပါတယ် get dressed အဝတ်အစားဝတ်တယ် eat breakfast or have breakfast မနက်စာစားတယ် leave home အိမ်ကနေထွက်တယ် take the bus or take the train ဘတ်ကားစီးတယ်ရထားစီးတယ် start work အလုပ်စလုပ်တယ် check emails အီးမေးလ်စစ်တယ် have a break ခဏနားတယ် eat lunch or have lunch နေ့လည်စာစားတယ် run errands ဟိုတီတီသွားပြီးလှုပ်ရှားရှိတာလေးတွေလုပ်တယ်ဥပမာဘဏ်သွားတာမျိုးကုန်စုံဆိုင်သွားတာမျိုး get home အိမ်ပြန်ရောက်တယ် go for a walk လမ်းလျှောက်ထွက်တယ် do the laundry အဝတ်လျှော်တယ် eat dinner or have dinner ညစာစားတယ် do the dishes ပကံဆေးတယ် watch TV ကြည့်တယ် surf the net အင်တာနက်သုံးတယ် go to bed အိပ်ယာဝင်တယ် set the alarm နှိုးဆက်ပေးတယ် fall asleep အိပ်ပျော်သွားတယ်ကဲဒါဆိုရင်တော့ daily routine နဲ့သက်ဆိုင်တဲ့စကားစုအချို့ကိုလေ့လာလိုက်ကြရမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်